My name is Esther. So our name is Baba. Esther ဖြစ်ပါတယ်။ Esther ဒီနေ့မှာတော့ဒီ Hotel Cherry ဆိုတဲ့ hotel မှာတရက်တာနေတော့မှာဖြစ်ပါတယ်။အားလုံးပဲကြည့်ပေးကြပါဦး။ကဲအဲ့တော့အခုတော့ပဲပေါ့နော်။အထုပ်တွေပါရတော့ဒီမှာတရက်တာနေမှာဆိုတော့မနေ့ပြန်မနေ့ကိုပဲပြန်မှာပေါ့နော်။ဒီနေ့တရက်တာကတော့ဒီအဝတ်စားလေးနဲ့ဒီမှာဖြစ်ပါတယ်။ကဲအင်းကတော့ဒါလေးကတမျိုးအလွာကတော့9လွာပဲဖြစ်ပါတယ်။ကဲအဲ့တော့ဒါ3လွာ3လွာပဲအဲ့ရ3လွာပဲရှာ။ဟိုတယ်ပိုင်းတော့တိတ်မလာတော့ကဲအဲ့တော့3လွာမှတင်မှာဖြစ်ပါတယ်ရှင်။ဝေါမိုက်တယ်နော်။ထွားလိုက်တွေပါလေမရှိတယ်လို့ပဲ။ဟိုကပထမကျောင်းကိုမေ့နေတာ။ကဲအဲ့တော့သွားကြည့်ပါမယ်ရှင်။လေးတခြားခန်းနေရအဲ့လိုပဲလားဘယ်လိုမျိုးလဲလိုက်ပတ်ကြည့်မယ်နလာမာကပုံပြီးစင်ပြီးတော့နလာမာပဲတည်တယ်သူတို့လည်းစပီတောင်းလိုက်တော့မယ်ဒီမှာသူရှင်များပြန်ဖွင့်နေလိုက်နေတယ်မလိုက်နိုင်ဘူးဟုတ်ကဲ့အဲ့တော့ပြောသွားတယ်ဒီပြောတော့ဆင်းလိုက်တော့ခွဲတော့မယ်ခဲထမယ်ဒီလေးပါလေးချိုးလိုက်ပါဦးဒီလေးပါလေးချိုးလိုက်ပါဒီပူလေးစိတ်လိုက်အောင်ပဲဒီတဲ့ဘလို့ဝင်ပါလို့ရဖုံးကဲရေလည်းစိတ်လိုက်ပါဦးမယ်ကဲရေလည်းစိတ်ပြီးပြီဆိုတော့ထောက်တော့မယ်ဒီမကနာထိုင်လာအောင်မယ်အော်တောက်လို့ရတာပဲမတောက်သေးဘူးကဲအဲ့တော့စင်နိုင်ပဲရှိသေးတယ်ဒီဟိုတယ်ကတိတ်စမပြေပါဘူးရှင်တော့နောက်တစ်ခုထပ်သေးပါမယ်ဒီလိုလေးဖြစ်ဖြစ်တခုနောက်တစ်ခုကဘယ်လိုမျိုးလေးလဲလာကြည့်ကြပါဦးခုနခမ်းနဲ့တူတူပဲအဲ့ဆိုအခန်းနဲ့အပေါ်ကအလွာ3ကကြတော့မတူဘူးထင်တယ်နော်တကယ်လို့အမှုလှဲ့တာပါညာရေမင်းသွားခဲ့လို့ရှင်တောင်းမှမကြမ်းမခန့်တယ်နေတော့တက်အဲ့ကသွားမယ်ဒါလေးအတက်ရောရှိတော့ကူမယ်ပါမယ်ဒီလိုမျိုးရှိကူရနေချက်တက်နေပဲသွားလိုက်တော့ရောက်ပြီကိုရညာရောက်ပြီဆိုတော့မယ်ဒီလိုမျိုးကလေးပါတလီရောအိမ်နဲ့ခံပါဆော့ပလေးပါကဲတော့ဒီမကြီးလေးတော့လေချူလိုက်ပါအောင်ရှိကဲရပြီအဲ့တော့အပေါ်မှာသွားတက်ပါမယ်အပေါ်မှာတက်ပြီးတော့စလေးလေးကူပါမယ်ကဲဒီကူပါမယ်ရှင်မမတော့3နေရာမှာရေကူးလိုက်ပါမယ်1 2 3ကဲရေကူးပါမယ်အောက်ကငုံလာမှာငုံပြီးကူးမယ်ဘယ်ဆန်စီငုံပြီးကူးမယ်မောင်ငုံပြီးကူးပါမယ်ပြီးရင်အမှုတော့ကစားကွက်တော့ကြမယ် roller coaster တော့စီးကြပါမယ်ကဲရေကူရတာနည်းနည်းတော့ရေကူပြီးတော့မုတ်ဆိုင်တဲ့ဆိုင်မှာမုတ်တာစားပါပဲဘာလို့လဲဆိုတော့ပိုက်စားနေမှာဆိုတော့ဗာရေကူပြီးပိုက်စားရဆိုတော့မုတ်တာစားမှာဖြစ်ပါရဲ့အဲ့လိုတောင်းရကဲမြင်သွားပါကဲရောက်ပါရှင်ကဲတော့တက်ဟဲ့ပြီးတော့လို့လေဟေးတော့ရအောင်ကဲဘလူးတာမလဲလောက်ကြပါအောင်
အဲ့ဒီအပေါ်ကအော်ရပြီကဲတော့ဒီလေကိုဒီဆိုတော့ဝိစားလေးလာအောင်ဝိစားလေးရောမောင်းဆိုင်တော့မရှင်ဝိစားလေးတော့နော်ကဲဝိစားလေးပြီးတော့မဟုတ်တော့စားပါမယ်မဟုတ်တော့စားတော့မူတယ်တွာလေးနဲ့ပဲတော်ရတော့ဘောနော် luxury apartment ဒါ luxury apartment ဒီမေတော့စားတော့မယ် restaurant တပိုင်းလေ online order noဒါပြန်ပြီးတော့ offline ဗီဒီယိုလေးရမ်းရှည်သွားမှာဆိုလို့နောက်ဒါလေးကတော့နောက်တစ်ပိုင်းကျမှပဲပြန်ပြီးတော့မုတ်စားတဲ့အခန်းလေးကြည့်ပေးပါမယ်ဒီနေ့ဗီဒီယိုလေးကိုကြည့်ပေးတဲ့သူတွေကြောက်ချင်းစီကိုအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye